အားလုံးမင်္ဂလာပါသူ့မယားကိုမပြစ်မှာနဲ့ဆိုတဲ့ခေါင်းစဉ်နဲ့အားပေးစကားပြောချင်ပါတယ်ထမြောက်ရကျန်ခန်း20ပိုက်14မှာဘယ်လိုဖော်ပြထားလဲသူ့မယားကိုမပြစ်မှာနဲ့ဆိုပြီးတော့တားထားတဲ့ပြည့်ငက်ရှိပါတယ်ဒီပြည့်ငက်ဟာဆိုရင်ဘုရားသခင်တိနာတောင်ပေါ်မှာပေးထားတဲ့ပြည့်ငက်တော်10ပါးထဲကနေပြီးတော့9ခုမြောက်သောပြည့်ငက်ဖြစ်ပါတယ်ဘုရားသခင်ကဒီအိမ်ထောင်ဟာဆိုရင်အဲ့ဒီဥယျာဉ်နေပြီးတော့သူကိုယ်တိုင်စပြီးတော့တည်ထောင်ခဲ့တာဖြစ်ပါတယ်စပြီးတော့လက်ထပ်ခဲ့တာဖြစ်ပါတယ်ဖြိုးစင်စွာနဲ့ချစ်ခင်နဲ့နေကြဖို့ရန်အတွက်ဘုရားသခင်ကလိုချင်တယ်ဒီတို့ကြောင့်သူ့ရဲ့ပြည့်ငက်တော်10ပါးထဲမှာတစ်ခုအနေနဲ့ထားတာဖြစ်ပါတယ်ဒါကြောင့်ကပောက်ချန်ခန်းနဲ့ပိုက်24မှာဘယ်လိုဖော်ပြထားလဲလက်ထပ်ခြင်းဟာဆိုရင်ဘုရားသခင်စီစဉ်ထားတဲ့အရာဖြစ်ပါတယ်အဲ့ဒါဟာဆိုရင်အပျော်အနေနဲ့သုံးဖို့မဟုတ်ပဲနဲ့မြင့်မြတ်တန့်ရှင်းတဲ့ဘုရားနဲ့လင်မယားကြားမှာချုပ်ဆိုထားတဲ့အသည့်ဝန်ခံချက်တစ်ခုအနေနဲ့ကျွန်တော်ထားဖို့ဖြစ်ပါတယ်အဖက်အခန်းကအပိုင်း25မှာဘုရားသခင်ကအသင်းတော်ကိုချစ်တဲ့အတိုင်းပဲကျွန်တော်လင်မယားဆိုရင်ချစ်ကြရမှာဖြစ်ပါတယ်တဲ့ပြစ်မှားခြင်းဆိုတဲ့အရာပြစ်မှားတဲ့အခါမှာကျွန်တော်တို့တယောက်နဲ့တယောက်ပေါ်မှာယုံကြည်ကိုးစားမှုစီးလုံးမှုချစ်ခင်မှုတွေဟာဆိုရင်ပြည့်ပြည့်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ကအဲ့ဒီအရာတွေကိုမဖြစ်ဖို့ရန်အတွက်ချစ်ခင်နဲ့နေစီခြင်းတဲ့အတွက်ကြောင့်တယောက်နဲ့တယောက်ယုံကြည်နဲ့နေစီခြင်းနဲ့စီလုံးနဲ့နေစီခြင်းတဲ့အတွက်ကြောင့်ဘုရားသခင်ကပြစ်မှားမှုကိုတားထားတာဖြစ်ပါတယ်လင်မယားဆိုတဲ့အခါမှာအင်မတန်မှလှပတဲ့မှန်ပန်းဦးနဲ့တူပါတယ်အဲ့ဒီမှန်ပန်းဦးဟာဆိုရင်ကွဲသွားတယ်ဆိုရင်ပြန်ပြင်လို့ရတယ်ဒါပေမဲ့အဲ့ဒီမှန်ပန်းဦးပြန်ပြင်ပေမဲ့အဲ့ဒီအကြောင်းတွေကပျောက်လို့မရဘူးအကြောင်းတွေကကြံခဲမှာဖြစ်ပါတယ်အဲ့လိုပဲလင်မယားပြစ်မှားမှုဟာဆိုရင်သူ့ရဲ့အနာတော့ကြံရစ်ခဲ့မှာဖြစ်ပါတယ်ဘုရားသခင်ကဒီအရာကိုကြိုပြီးတော့တည်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မပြုတ်လို့မိဘူးရန်အတွက်ကျွန်တော်ကိုတားမြစ်ထားတာဖြစ်ပါတယ်ဘုရားသခင်ကဒီပြည့်ညတ်ကိုတားတဲ့အခါမှာကိုယ်ကာယလက်တွေ့ဟိုပဲပြောချင်တာမဟုတ်ဘဲနဲ့ရှင်မာသက်ခရစ်ယာန်ခန်းကပိုင်29နဲ့28ကျွန်တော်ကြည့်တဲ့အခါမှာသခင်ယေရှုခရစ်တော်ကိုယ်တိုင်ကဒီအရာကိုအကျယ်ချဲ့တယ်ဘယ်လိုမျိုးအကျယ်ချဲ့လဲဆိုတော့ကိုယ်ကာယပြစ်မှားခြင်းမကဘဲနဲ့စိတ်နှလုံးအားဖြင့်ပြစ်မှားခြင်းနဲ့စိတ်နဲ့ကျွန်တော်ကြည့်မိတယ်စိတ်နှလုံးနဲ့ပြစ်မှားမိတယ်ဆိုရင်တော့မှဒီအရာလည်းပဲဘုရားသခင်ကတားထားတဲ့အရာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့လှုပ်ရှားမှုပဲကျွန်တော်တို့ထိမ့်ဖို့မဟုတ်ပဲနဲ့ဂရုစိုက်ဖို့မဟုတ်ပဲနဲ့ကာကွယ်ဖို့မဟုတ်ပဲနဲ့ကျွန်တော်ရဲ့နှလုံးသားစိတ်နှလုံးကိုပါကျွန်တော်အနေနဲ့ထိမ့်နဲ့ကျွန်တော်နေဖို့ရန်အတွက်အားပေးချင်တာဖြစ်ပါတယ်ဒါဆိုရင်ဒီပြစ်မှားတယ်ဆိုတဲ့အခါမှာကျွန်တော်ကြည့်အောင်ကိုယ်ကာယအဖြစ်သစ္စာမရှိလို့ပြစ်မှားတာရှိနိုင်ပါတယ်ကိုယ်နဲ့မယူတဲ့သူတွေနဲ့ပြစ်မှားတာကိုယ်မိမမဟုတ်ဘူးအပြင်လူတွေနဲ့ပြစ်မှားတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့စိတ်နှလုံးအဖြစ်ပြစ်မှားတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ရဲ့အမောအရာအဖြစ်ဒီလင်မယားကြားမှာချစ်ခင်မှုယူသားမှုသစ္စာရှိမှုယုံကြည်မှုပြည့်ပြည့်စီတဲ့အမောအရာအဖြစ်နဲ့ပဲကျွန်တော်ပြစ်မှားရရောက်တယ်ဒီပြမကကျွန်တော်မကောင်းတဲ့အရာတွေကြည့်ပြီးတော့ဒီမကောင်းတဲ့စိတ်ကိုကျွန်တော်မွေးတဲ့အခါမှာအဲ့ဒါတွေကလည်းပဲကျွန်တော်ပြစ်မှားခြင်းကိုပို့ပေးတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါတွေမပြုတ်လို့ဘူးရန်အတွက်သခင်ယေရှုခရစ်တော်ကျွန်တော်ကိုတတိပေးထားတာဖြစ်ပါတယ်။ online မှာသူ့ရဲ့ချစ်ခင်တဲ့သူ့မိန်းမထက်ချစ်ခင်တဲ့သူ့ရဲ့အမျိုးသားထက် online မှာအချိန်ပိုပြီးတော့အများကြီးသုံးရင်လည်းပဲအဲ့ဒီမှာလည်းပဲကျွန်တော်ကိုယ့်ရဲ့မိန်းမကိုဂရုမစိုက်ဘူးကိုယ့်ရဲ့အမျိုးသားကိုဂရုမစိုက်ဘူးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနေရာမှာလည်းပဲပြစ်မှားရရောက်တယ်ဆိုပြီးတော့ဖော်ပြချင်ပါတယ်သူ့မယားပြစ်မှားခြင်းခံစားရမယ်အကျိုးအဆက်များပါလဲဆိုတော့မိသားစုကိုပြုတ်ကွဲစေမှာဖြစ်ပါတယ်မိသားစုပြုတ်ကွဲရဆိုရင်
ဘယ်သူကဒုက္ခရောက်လဲကိုယ့်ရဲ့သားသမီးတွေကပထမဆုံးဒုက္ခရောက်ကြပါတယ်သူများပြစ်မှားတယ်ဆိုရင်နှစ်ယောက်ကြားမှာယုံကြည်မှုဟာဆိုရင်ပြက်ပြက်သွားပါတယ်အဲ့ဒါကြောင့်အဲ့ဒီပြက်ပြက်သွားတဲ့အရာကိုပြန်ပြီးတော့တိဆောက်ဖို့ပြန်ပြီးတော့တယောက်နဲ့တယောက်ပေါ်မှာယုံကြည်မှုတိဆောက်ဖို့အင်တာမှာခက်သွားပါတယ်ဒါကြောင့်ယုံကြည်မှုပျောက်သွားတာဖြစ်ပါတယ်ဒီပြမကကျွန်တော်နှစ်ယောက်ကြားမှာယုံကြည်မှုပဲမပြတ်သွားပဲနဲ့နာကျင်ခံစားတယ်ဒီပြမကကိုယ်တိုင်လည်းပဲလှုပ်ပြီးတဲ့အခါမှာတော်တော်လေးနှောင်တရကြတယ်ဆိုပြီးတော့အတူအကျုံရှိမှုတဲ့လူတွေကပြောတဲ့အရာတွေကိုကျွန်တော်သိရှိရတယ်ဒီပြမကဘုရားသခင်စီကနေဝိညာဉ်ရေးဘက်မှာဝိကွာစီပါတယ်တဲ့ဟေရှာယခန်း59အပိုင်း2မှာဖော်ပြထားပါတယ်ဒါကြောင့်အပြစ်ရှိတဲ့အခါမှာအပြစ်ကဘုရားနဲ့အတူမနေနိုင်ဘူးဒီအတွက်ကြောင့်ဘုရားစီကနေဝိကွာစီပါတယ်တဲ့ကျွန်တော်ကျမ်းစာထဲမှာကြည်ရမယ့်ပုဂ္ဂိုလ်ပမာယူရမယ့်ပုဂ္ဂိုလ်ရှိပါတယ်အဲ့ဒါဘယ်သူလဲဆိုတော့ကျမ်းစာထဲမှာကျွန်တော်ကြည့်တဲ့အခါမှာ217စနစ်တော့ကျွန်တော်ကြည့်တဲ့အခါမှာအဲ့ဒီနေရာမှာဒါဝိဒ်ဘုရင်မင်းကြီးနဲ့ဘက်ဆီဘာအကြောင်းကျွန်တော်တွေ့ရှိရပါတယ်ဒါဝိဒ်မင်းကြီးဟာဘက်ဆီဘာနဲ့ပြစ်မှားမိတဲ့အခါမှာသူ့မိသားစုမှာပြဿနာအကြီးကျယ်ဝင်လာတယ်ဒီပြမကအဲ့ဒီဒါဝိဒ်ဘုရင်မင်းကြီးကပြစ်မှားတာပဲမကပဲနဲ့လိုတတ်မှုပါကျူးလွန်ရတယ်သူတို့မိသားစုမှာပါအင်မတန်မှဝမ်းနည်းစရာအကြောင်းကြုံတွေ့ရခြင်းကျွန်တော်တွေ့ရှိရပါတယ်စာလိုင်း51မှာဒါဝိဒ်ဘုရင်မင်းကြီးကိုယ်တိုင်သူလှုပ်ခဲ့တဲ့အရာပေါ်မှာအင်မတန်မှနောင်တရတယ်သူနောင်တရတဲ့စကားကျွန်တော်စာလိုင်း51ဖတ်တယ်ဆိုရင်ကျွန်တော်တွေ့ရှိရမှာဖြစ်ပါတယ်ဒါကြောင့်သူအင်မတန်မှနောင်တရတဲ့နှလုံးသားအတစ်ကိုတော့ကျွန်တော်ပေးပါဆိုပြီးတော့သူတောင်းဆိုတယ်ဒီအတွက်ကြောင့်သူနောင်တရတဲ့အတွက်ကြောင့်ဘုရားသခင်သူ့ကိုခွင့်လွှတ်တယ်ဒီပြမကအရင်အတိုင်းပြန်ဖြစ်ဖို့ရန်အတွက်ဘုရားသခင်စီမှာသူတောင်းတဲ့အခါမှာဘုရားသခင်လည်းပဲသူ့ကိုပေးတယ်ဆိုတဲ့ကျွန်တော်တွေ့ရှိရတယ်ဒါကြောင့်ကျွန်တော်ရဲ့စိတ်နှလုံးကိုဒီမပြတ်မာဖို့ရန်အတွက်ဘယ်လိုမျိုးထိမ့်သိမ်းဆောင်ရှောက်ရမလဲကျွန်တော်ကြည့်မယ်ဆိုရင်စာလံ119ပိုက်7မှာဘုရားနဲ့ဆက်သွယ်မှုပို့ပြီးတော့ခိုင်မာအောင်လှုပ်ဆောင်ပါဘုရားကိုပို့ပြီးတော့ယုံကြည်ပါဘုရားကိုပို့ပြီးတော့ယုံကြည်တဲ့ဆိုရင်စုံစမ်းနှောက်ဆက်ခြင်းဟာဆိုရင်သင်အောင်နိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့သင်ရဲ့အိမ်ထောင်ဖက်ပေါ်မှာသစ္စာရှိပါအဲ့ဒီသစ္စာရှိမှုဘယ်လိုပြမလဲဆိုတော့ဟေဗြဲအခန်း73အပိုက်4မှာချစ်ခြင်းနဲ့ယုံကြည်ခြင်းအပြင်သင်ရဲ့မိန်းမသင်ရဲ့အမျိုးသားကိုသစ္စာရှိမှုကိုပြပါဆိုပြီးတော့ဖော်ပြထားပါတယ်ဒီပြမကယောဘအခန်း31ပိုက်1မှာဘယ်လိုဖော်ပြထားသည်လဲဆိုတော့သင်ရဲ့မျက်စိနဲ့သင်ရဲ့စဉ်းစားတဲ့အတွေ့အခေါ်များအားလုံးဟာဆိုရင်ထိမ့်သိမ်းပါစောင့်ရှောက်ပါမကောင်းတဲ့အရာတွေးတောဆင်ခြင်ဖို့ရန်အတွက်ရှောင်ရှားပါဆိုပြီးတော့ဖော်ပြထားတာကျွန်တော်တွေ့ရှိရတယ်ကပ္ပကျမ်းခန်း39ပိုက်9နဲ့7ကျွန်တော်ဆက်ပြကြည့်တဲ့အခါမှာစုံစမ်းနောက်ရှက်ခြင်းအာနီထွက်သွားပါကျွန်တော်ကျမ်းစာထဲမှာယောသရဲ့အသက်တာလူငယ်လေးဖြစ်ပါတယ်တကယ်ဆိုသူပြစ်မှားခြင်းပြစ်မှားနိုင်တဲ့အခွင့်အရေးသူစစရာမလိုဘူးရှိပါတယ်ဒါပေမဲ့သူအဲ့ဒီစုံစမ်းခြင်းကိုလက်မခံဘဲနဲ့အဲ့စုံစမ်းခြင်းနေပြီးတော့သူယုံထွက်သွားပြီးတော့အဝင်ကိုထွက်သွားပါတယ်အပြစ်အနေပြီးတော့သူထွက်သွားတာဖြစ်ပါတယ်တေကောခန်း15ပိုက်33မှာဘုရားရဲ့လူတွေနဲ့အတူနေပါတဲ့ဘုရားရဲ့လူတွေနဲ့အတူနေဖို့ဖြစ်ပါတယ်တင်းရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့လူတွေကအဓိကဘုရားရဲ့လူတွေဖြစ်ဖို့လိုပါတယ်ဘုရားရဲ့လူတွေနဲ့အတင်းအတူနေတယ်ဆိုရင်ဖြိုစင်ခြင်းသူတို့နဲ့မိတ္တာရဖွဲ့ခြင်းတင်ရရှိခံစားမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ရီလောင်သမန်နည်းနည်းပဲအက်ဒါကြီးမားသောအန်ဒီယာကိုပေးနိုင်တယ်လို့ကျွန်တော်တို့နည်းနည်းပဲပြစ်မှားမိတဲ့အရာအမှားစဉ်းစားမိတဲ့အရာကြောင့်ကြီးမားတဲ့ကြာရှုံးမှုကိုပေးဆောင်လာနိုင်ပါတယ်ဒီအတွက်ကြောင့်ကျွန်တော်ရဲ့အသက်တာမှာတတိထားဖို့ဘုရားရဲ့လူတွေနဲ့နေဖို့ဘုရားနဲ့အတူအမြဲတမ်းအသက်ရှင်ဖို့ရန်အတွက်အမှန်အရေးကြီးတာဖြစ်ပါတယ်ကောင်းတဲ့သတင်းတစ်ခုကြတော့ခရစ်တော်အနေနဲ့အပြစ်သားတွေကိုကယ်တင်တယ်ဆိုတဲ့အရာကောင်းတဲ့သတင်းဖြစ်ပါတယ်အကယ်လို့တဲ့အနေနဲ့အရင်တုန်းကပြစ်မှားမိခဲ့တယ်ဆိုရင်စိတ်မပြတ်ပါနဲ့ဒါဝိဒ်ကဲ့သို့နောင်တရပါဘုရားသခင်ကသူ့ရဲ့ဂျေဇုတော်ကိုတင့်အတွက်ပေးထားပါတယ်သူ့ရဲ့ဂျေဇုတော်ကိုယုံကြည်ခြင်းအပြင်လက်ခံဖို့ဖြစ်ပါတယ်သူကိုယ်တာပေးခြင်းပါတယ်သူပြန်လဲပြီးတော့ငကူအတိုင်းချစ်ချစ်ခင်ခင်လင်များကြမှာဘ
ပြန်ပြီးတော့နေနိုင်ဖို့ရန်အတွက်ယုံကြည်မှုပြန်ပြီးတော့တည်ဆောက်ဖို့ရန်အတွက်ဘုရားသခင်ကတင်းကိုဖိတ်ခေါ်ပါတယ်ရှင်ယောဟန်အခန်း၈ပိုက်3ကနေ7ကျွန်တော်ကြည့်တဲ့အခါမှာလည်းပဲသခင်ယေရှုခရစ်တော်ကဒီမကောင်းတဲ့အမျိုးသမီးကိုသူမကောင်းတဲ့အရာကိုပြုတ်နေတော့မှသူများကြောက်ခဲနဲ့ပတ်သက်ဖို့ရန်အတွက်ဖမ်းနေတဲ့အချိန်သခင်ယေရှုရှိမှတရားစီရင်ဖို့ရန်အတွက်ခေါ်လာတဲ့အခါမှာသခင်ယေရှုခရစ်တော်ကပြောလဲသွားပြီးတော့နောက်တစ်ခါအပြစ်မပြုလို့တော့ပါနဲ့တင်းအရင်တော့ဘဝမှာပျက်စီးခဲ့တယ်ဖောက်ပြန်ခဲ့တယ်ဆိုရင်လည်းပဲနောင်တရပါခရစ်တော်တင်းကိုလက်ခံပါတယ်ဒါပေမဲ့နောက်တစ်ခါခရစ်တော်ကပြောလဲသွားပြီးတော့အပြစ်မလုပ်တော့နဲ့ဆိုပြီးတော့တင်းကိုခရစ်တော်အနေနဲ့ပြောနေပါတယ်ဒါကြောင့်နောင်တနဲ့ပြန်လာတဲ့သူတွေဟာဆိုရင်ဘုရားသခင်ကသူ့ရဲ့တကူကိုပေးပါတယ်တကူကိုပေးတဲ့အခါမှာအရင်တော့အပြစ်မလုပ်ခင်တော့ပျော်ပျော်ရွှင်ရွှင်နဲ့လင်များဖြတ်တန်းသွားနိုင်တယ်လို့ဖြူဖြူစင်စင်နဲ့နေနိုင်လို့ပြန်ပြီးတော့နေခွင့်ဘုရားသခင်ကပေးမှာဖြစ်ပါတယ်အဲ့ဒီအတွက်ဒီနေ့အားလုံးကိုဖိတ်ခေါ်ခြင်းပါတယ်နားထောင်တဲ့ပြည်သက်အားလုံးတင်းရဲ့ဘဝမှာပျော်ရွှင်မှုတွေမရတော့ဘူးဆိုရင်ဘုရားသခင်ကတင်းကိုဖိတ်ခေါ်ပါတယ်ပျော်ရွှင်မှုကိုပေးခြင်းပါတယ်လင်များကြားမှာသစ္စာဖောက်မှုအရင်တော့လုပ်ခဲ့ရင်လည်းပဲနောင်တရတယ်ဆိုရင်ဘုရားလက်ခံတယ်ဒါကြောင့်နောင်တနဲ့ပြန်လာတဲ့တင်းရဲ့ဇနီးတင်းရဲ့အမျိုးသားကိုတင်းလည်းပဲလက်ခံပါခွင့်လွှတ်ပါသူနောင်တနဲ့ပြန်လာတာဖြစ်တဲ့အတွက်ကြောင့်ဘုရားလည်းပဲခွင့်လွှတ်တယ်နောင်တနဲ့ပြန်လာတဲ့လင်းနဲ့မယားဟာဆိုရင်ဘုရားသခင်လည်းခွင့်လွှတ်တယ်ဖြစ်တဲ့အတွက်ကြောင့်ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ရန်အတွက်ဘုရားကိုအားကိုးရဆိုရင်ဘုရားတင်နဲ့အပေါင်းဖြစ်တဲ့တင်းရဲ့မိန်းမတင်းရဲ့အမျိုးသားကိုကောင်းချီးပေးမှာဖြစ်ပါတယ်ဒီအရာဟာကျွန်တော်ပြောတဲ့အခါမှာအပြစ်အနေပြီးတော့ကျွန်တော်ခုနကတော့လင်းနဲ့မယားကြားမှာဆိုတဲ့အရာကိုအများကြီးကျွန်တော်ပြောခဲ့ပြီးပြီဒီပြင်းရတော့ကိုကျွန်တော်ပို့ပြီးတော့ကြည့်မယ်ဆိုရင်လည်းပဲလက်ထပ်ပြီးသားဖြစ်တဲ့လူတွေအပြင်လက်မထပ်ပြီးတဲ့ single ဘဝမှာတည်တဲ့လူတွေကိုလည်းပဲပြောချင်တာဖြစ်ပါတယ်ဘုရားသခင်ကသူ့ကိုအလေးထားတယ်လို့ကျမတို့ရဲ့ဆက်သွယ်နေတဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့လူတွေလည်းပဲအလေးထားပြီးတော့တယောက်နဲ့တယောက်မပြစ်မှားကြဖို့ရန်အတွက်ဘုရားသခင်ကကျွန်တော်ကိုဖိတ်ခေါ်နေတာဖြစ်ပါတယ်အကယ်လို့တင်ဘဝဟာအဲ့ဒီပြစ်မှားတဲ့ဘဝအနေပြီးတော့ရုန်းကန်ဖို့ရန်အတွက်ခက်ခဲနေတယ်ဆိုရင်ဘုရားသခင်ကိုရှာပါဘုရားသခင်ကတင်ကိုခွန်အားပေးမှာဖြစ်ပါတယ်တင်ရဲ့လိုအပ်နေတဲ့အရာကိုဝန်ခံပါဘုရားသခင်ကဖြစ်စေပေးမှာဖြစ်ပါတယ်ဘုရားရဲ့တန်ရှင်းဖြိုစင်မှုမှာတင်ဝင်သွားဖို့ရန်အတွက်ဘုရားကိုအကူအညီတောင်းနေဆိုရင်ဘုရားတင်ကိုကူညီမှာဖြစ်ပါတယ်လက်ထပ်ပေးတာဖြစ်တဲ့ဆိုရင်တင်ရဲ့သစ္စာရှိမှုနဲ့တင်ရဲ့ချစ်ချင်းမေတ္တာဟာဆိုရင်တင်နဲ့ပေါင်းတဲ့သူပေးပါအကယ်လို့တင်ဟာဆိုရင် single ဘဝနဲ့နေသေးတယ်ဆိုရင်တင်ရဲ့စိတ်နှလုံးသားကိုဖြူဖြူစင်စင်ထားပါဖခင်ရဲ့အစီအစဉ်ပေါ်မှာလိုက်လျှောက်ပါတင်ရဲ့ဘဝမှာတင်ကြရှုံးခဲ့တယ်ဆိုရင်လည်းပဲဖခင်တင်အတွက်တင်ရဲ့အပြစ်ထက်ပို့ပြီးတော့ဂျေဇုတော်ကြီးမားအချီးအမားရှိတယ်တင်ကိုဘုရားလက်ခံနိုင်တယ်တင်ရဲ့ဘဝဟာဆိုရင်ပြန်ပြီးတော့အကောင်းဖြစ်အောင်ဘုရားသခင်ကလုပ်ပေးနိုင်တယ်ဆိုတဲ့အရာကိုယုံကြည်လက်ခံပါအရောက်စီတိုင်းဖျားရှင်ကောင်းခြင်းမင်္ဂလာချပေးပါစေအာမင်